ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာယထာဘော်ကနေအောက်ကိုပြုတ်ကျသွားတဲ့တနစ်အရွယ်သားငယ်လေးကိုကယ်တင်ဖို့ကိုယ်တိုင်ယထာတန်လန်းနဲ့ခုန်ဆင်းပြီးအသက်ဆုံးကာကွယ်ခဲ့တဲ့ဖခင်တို့ရဲ့အဖြစ်အပျက်ဟာလူမှုကွန်ရက်မှာအတော်လေးကြရိုက်သွားခဲ့ပါတယ်။ကိုယ့်အသက်ကိုပဓာနမထားပဲတားဖြစ်သူကိုကာကွယ်ခဲ့တဲ့ဒီဖခင်ကိုလူများကသူ့ရဲကောင်းအဖြစ်ချီးကျူးနေကြပါတယ်။ဒီဖြစ်ပျက်ဟာပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံဘရမန်ဘာရီယာကနေဘာရီရက်မြို့ကိုပြေးဆွဲနေတဲ့ယထာခီးစဉ်မှာဖြစ်ပွားခဲ့တာပါ။သူတို့မိသားစုဟာခီးစဉ်ကနေအပြန်ဘူတာမှာယထာစိုက်ချင်အချီးမြင့်ဆင်းဖို့စ조사ခဲ့ကြပါတယ်။ယထာကတတ်မှတ်ချင်တဲ့တနာရီခွဲလောက်နောက်ကျနေခဲ့ပြီးဘူတာမှာခဏတာပဲရပ်နားခဲ့တာပါ။အဲ့ဒီချိန်မှာဖခင်ဖြစ်သူကတနစ်အရွယ်သားလေးကိုပွေ့ချပြီးယထာဘော်ကနေကပြကရဆင်းဖို့လှုပ်ချိန်မှာကလေးငယ်ဟာလက်ထက်ကနေယူတရက်လွတ်ကျသွားခဲ့ပါတယ်။သားဖြစ်သူပြုတ်ကျသွားတာနဲ့တပြိုင်နက်ဖခင်ဖြစ်သူကလည်းဘာကူမှမစင်စားတော့ပဲယထာဘော်ကနေအောက်ကိုချက်ချင်းခုန်ဆင်းခဲ့ပါတယ်။အိမ်နောက်ပလက်ဖောင်းနဲ့ယထာတန်လန်းကြားကနေရာလူလေးတွေမှာသားလေးကိုရင်ခင်းနဲ့ထည့်ပွေ့ဖက်ထားပြီးသူတို့ရဲ့အပေါ်ကနေယထာတွဲပေါင်း၈တွဲဖြတ်တန်းသွားတဲ့အထိအသက်အောင်ပြီးပုံနေကြရပါတယ်။ကန်ကောင်းထောင်းမစွာနေပဲယထာဖြတ်သွားပြီးချိန်မှာတားဖာနှုတ်ဦးစလုံးအသက်အန္တရာယ်မရှိပဲဘီးကင်းစွာရှင်သန်နိုင်ခဲ့ပါတယ်။ယထာပေါ်မှာကြံခဲ့တဲ့မိခင်ဖြစ်သူရဲ့အော်ဟစ်အကူအညီတောင်းခံမှုကြောင့်ဘီနာကခီးသည်တွေကယထာဖြတ်အပြီးမှာတားဖာနှုတ်ဦးကိုဝိုင်းဝန်းကဲ့တင်ပြီးခဲ့ကြပါတယ်။မိခင်ဖြစ်သူကိုလေယထာပေါ်ကနေဘီးကင်းဆင်းနိုင်အောင်ကူညီပေးခဲ့ကြပါတယ်။မိမိရင်သွေးအတွက်ကိုယ့်တက်ကိုပဓာနမထားပဲတတ်ရှုံဆန်ဖိုက်ကဲ့တင်ခဲ့တဲ့ဒီဖခင်ရဲ့ရေးရင်မှုကိုလူများကချီးမွမ်းနေကြသလိုနောက်ထပ်ဒီလိုအချက်ဆိုးမျိုးမကြုံရအောင်ယထာဘော်ကအစင်းတက်လှုပ်ချင်နေမှာပေါ့ဆက်ဆက်မလှုပ်ကြဖို့ကိုလေအချင်းချင်းတတိပေးနေကြပါတယ်